ဒီ music လေးကတော့ Capare Micron Canta ဆိုတဲ့ music လေးပဲဖြစ်ပါတယ်သူတို့မှာဆိုရင်ဒီပွင့်ဖက်၄ဖက်ရှိတယ်ပေါ့နော်အပေါ်ထောင်နေတဲ့ပွင့်ဖက်နှစ်ခုရဲ့အောက်ဘက်မှာရှိတဲ့ပွင့်ဖက်နှစ်ခုရဲ့ပေါ့နော်တတတန်ဒီနေ့မှာတော့လိပ်ပြစာပဲလို့လည်းပြောလို့ရတယ်ဘယ်အုပ်စုတွေမှာပါလဲဆိုတော့ Capare အုပ်စုတွေမှာပါတယ်ပေါ့နော်ခပါဆိုတဲ့အုပ်စုတွေမှာပါတယ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကပြောရမယ်ဆိုရင် Capare ဆိုပြီးတော့ခေါ်ကြတာပဲဖြစ်ပါတယ်ကျွန်တော်ကဒီအပြင်ကိုသဘောကျတာကကျွန်တော်အရင်တော့သဘောမကျအောင်ဘာဖြစ်လို့လိပ်ပြစာပင်ဆိုတော့လိပ်ပြဆိုတဲ့အတိုင်းလိပ်ပြတွေကတာလောင်ဖြစ်တဲ့ခုကောင်လေးအဓိကအဖြစ်စားကြတာဖြစ်ပါတယ်ဒီအပြင်ကိုအဓိကအဖြစ်စားကြရတော့ဒီ Kappa White Butterfly ဆိုတဲ့ဒီလိပ်ပြလေးကတော့အဓိကထားပြီးတော့သူတို့အရွက်တွေကိုစားတော့တာပဲဖြစ်ပါတယ်သူတို့ရဲ့အရွက်ကအနှုလည်းမစားအရင်လည်းမစားမနုမီးအရွက်ကိုစားကြတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနီးကလေးကြည့်အောင်နော်ဒီကထူထူထဲလေးပလက်စတစ်သားလို့နည်းနည်းမမာတောက်လေးပေါ့နော်ဒီပန်နမေကတော့ Capare Micron Canta ဆိုတဲ့ music လေးပဲဖြစ်ပါတယ်။ဝိတ်ဆိုငယ်ကျွန်တော်ရေကာလာလေးက2ရောင်လေးနော်။အခုကစောက်ပွင့်ကစားဆိုရင်တော့အဝိုင်ရောင်လေးဖြစ်တယ်။နောက်နည်းနည်းကြာလာတဲ့ခါကျရဲဆိုတော့အညူရောင်လေးပြောင်းသွားတယ်ပေါ့နော်။တပင်နဲ့ပါပဲတစ်ခိုင်ထဲမှာပဲကာလာလေးက2ရောင်လေးအရန်လာတာပဲဖြစ်ပါတယ်နော်။ပါဦးဗျာသူခိုင်ရဲဆိုတော့လနေကြတာပဲနော်။သူတို့မှဆိုရင်ဒီပွင့်ဖက်၄ဖက်ရှိတယ်ပေါ့နော်။အပေါ်ထောင်နေတဲ့ပွင့်ဖက်နှစ်ခုရဲ့အောက်ဘက်မှာရှိတဲ့ပွင့်ဖက်နှစ်ခုရဲ့ပေါ့နော်။အဲ့လိုပွင့်ဖက်လေးကတော့၄ခုရှိတာပဲဖြစ်ပါတယ်။သူရဲ့ဒီဘောနော်ဝက်ဆန်လေးတွေအပေါ်ထူးထူးထထောင်နဲ့ပွင့်ရရတာပဲဖြစ်ပါတယ်နော်အရန်လာတယ်သူဟာနဲ့သူတော့အရန်လာတာပဲဖြစ်ပါတယ်